ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များကိုကျမတို့ရဲ့တွန်းတူတာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel ကတော့ပရိသတ်များအတွက်အချင်းဆက်လံကောင်းများစွာကိုအမြဲမပြတ်တင်ဆက်ပေးနေတဲ့ channel တစ်ခုပဲဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်များအတွက်အချင်းဆက်လံကောင်းလေးတစ်ပုံဖြစ်တဲ့တက်ညာပါလူကြီးရဲ့ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားကြပါရရှင်ဇာတ်လမ်းလေးမစတင်ခင်မှာပရိသတ်များကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်နော်နောက်ထပ်တင်တဲ့ဇာတ်လမ်းကောင်းများစွာကိုသိရှိစေဖို့အတွက်လည်းဘေးနားအနုဒီခေါင်းလောင်းလေးကိုနှိပ်ပေးသွားကြပါအောင်ရှင်ဒါဆိုရင်တော့ဒီနေ့မှတင်ဆက်ပေးသွားခြင်းနဲ့တက်ညာပါလူကြီးရဲ့ဆိုတဲ့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ရအောင်ပါရှင်ညားရဗျာလူကြီးဖြစ်ပြီးလာတွေ့မယ်ဆိုတဲ့ခရီးကိုမတိဘူးမောင်းတယ်လိုင်ပွင့်ပွင့်ချင်းတွေ့ရတဲ့စာလေးကြောင့်ပြည်စံသူပြောမိလိုက်တယ်ယောက်ျားတံမဲ့တွေ့လျရတဲ့လက်ချောင်းလေးကိုသုံးပြီးသူစာပြန်ပြီးပို့လိုက်ပါတယ်ကလေးကလည်းမလိမ္မာဘူးလေအနှွေးတယ်ဝေပြီးမှလားဆိုတာကိုလက်တူလေးနဲ့လာတယ်လေဟာလူကြီးလာသွားသေးတာလားဒါဆိုရောဘာလို့လာမတွေ့ရလဲပြောလေစကားနားမထောင်တဲ့ကလေးနဲ့မတွေ့ချင်လို့လေဒေါသထွက်ရင်ရိုက်ချင်အောင်မယ်လူကြီးရိုက်လဲခံနိုင်မှာတယ်နော်ရောမခံစားနိုင်တာလူကြီးပြစ်သွားမှာအောင်ပဲဟောဒါဆိုကလေးရဲ့ဖြစ်ဟာရောလူကြီးရဲ့ဆက်တယောက်ဖြစ်လက်ခံလိုက်ပြီတကယ်လားကလေးရော BDSM လောကကြီးကိုလူကြီးနဲ့အတူလိုက်ခဲ့ပါမယ်ဒါမဲ့အဲ့လိုဆက်ဆံရေးမဟုတ်ပဲရောဟိုလူကြီးရဲ့အချစ်လေးလို့လည်းချစ်ပေးရမယ်နော်ဟုတ်ပါပြီဗျာဒါဆိုဒီကသတို့သားလောင်းလေးကကံကောင်းတာပေါ့လူကြီးကိုပိုင်ဆိုင်ရတာမှသာရောအတွက်ကံကောင်းချက်မှာစကားတွေတအားပြောတတ်တာပဲနော်အဲ့လောက်တက်တဲ့ပါဇက်လေးကိုနောက်မှစူးချရအောင်မယ်ဒီညတော့အိတ်တော့ဟုတ်ကဲ့လူကြီးအဘွားနော်အဘွားကလေးလူကြီးပုံပြောပြမယ်နော်ဗီဒီယိုကောဖွင့်လိုက်ဟုတ်ပြည်စံသူပြောပြရနဲ့ဗီဒီယိုကောခေါ်လိုက်ပါတယ်ရောလေးဘက်ကလက်ခံတော့ပြည်စံသူပြောမိတယ်လူကြီးပြောတာလေအရန်ချစ်ဖို့ကောင်းတာပဲလူကြီးရဲ့ပချိုင်လေးထဲမှာခွေးချင်မိတယ်သိလားလူကြီးရဲ့နှာရန်စင်စင်လေးပေါ်မှာတသက်တာလဲလျောင်းနားနေခွင်လဲရချင်တယ်လူကြီးရဲ့ရင်ခွင်ထဲဝင်ပြီးလူကြီးရဲ့မျက်ခုံးမွေးတန်တန်လေးကိုလည်းကိုင်ကြည့်ချင်တယ်အဲ့ဒီမျက်ခုံးမွေးတွေကိုလည်းရှီးတွက်ပြီးတော့အဲ့ဒီထက်အဆုံးအစမရှိတာလုံးနဲ့ရောရဲ့အချစ်တွေကိုလူကြီးသိအောင်ပြောပြအောင်မယ်ကလေးကတော့လုံးပြီကွာကဲမျက်လုံးလေးမိတ်တာချောသိမ့်မယ်နော်ဟုတ်ကဲ့ရှင်ချွဲစိန်ကဲစိန်လေးမလို့ပြည်စံသူလည်းအချစ်ပုံရတယ်မျက်စိမိတ်ပြီးငိမ့်နေတဲ့ကောင်မလေးကိုကြည့်ပြီးကောင်မလေးကြိုက်တဲ့သူအမြဲပြောနေကြပုံမြင်လေးကိုပဲပြောပြလိုက်ပါတယ်နလားခံစားပြီးတဲ့နောက်ပြည်စံသူနဲ့တန်ရောစင်တို့လက်ထပ်ဖြစ်ခဲ့ကြတယ်ပြည်စံသူအနေနဲ့အစားတော့ကရောလေးသူ့ဆန္ဒကိုတကယ်မလိုက်ရောနိုင်ဘူးလို့ထင်ပေမဲ့မင်္ဂလာပွဲအတွက်စီစဉ်နေတဲ့တခြားမင်္ဂလာပွဲအတွက်စီစဉ်နေတဲ့တခြားရောမင်္ဂလာပွဲအပြီးမှရောလေးဟာစိတ်မပြောင်းခဲ့ပါဘူးမင်္ဂလာအောင်ညမင်္ဂလာအောင်အခန်းထဲမှာရောလေးဟာပြည်စံသူရဲ့ရှေ့မှာဒိုးထောက်လိုက်တယ်တခင်ရောလေးတခင်ကိုကိုးခဲ့ပါတယ်အဆအအရာရာတခင်သဘောကျဖြစ်စေရပါမယ်တခင်ရဲ့စီမင်းစည်းကမ်းတွေကိုလည်းလိုက်နာပါမယ်ကောင်းပြီလေဒါဆိုသူရောကိုသူလိုချင်တဲ့ပုံစံတွေပြောပြပြီးစည်းကမ်းတွေထုတ်လိုက်တယ်လက်ခံလားတခင်ပြောသမျှလက်ခံပါတယ်သူရဲ့နီလန်းနေရာကြမ်းတမ်းတာကြောင့်မျက်ရည်ဝဲကျလာတဲ့ရောလီကို BDSM ဆိုတာကြောက်စရာလိုတွေးမှစိုးရင်တာကြောင့်သူတတိရှော့လိုက်ပါတယ်ရောလီမငုံနဲ့လေရောတခင်ငေါ့တယ်မငေါ့တော့ပါဘူးလူကြီးမငေါ့တော့ဘူးနော်တိတ်တော့ရောကချစ်တယ်လေကလေးကလူကြီးကိုချစ်တယ်ဟုတ်ပြီတိတ်တော့နော်တိတ်လူကြီးသဘောတန်ရောလေးဆန္ဒပိုရေးကြည့်တယ်လေလူကြီးရဲ့တဘာဝလွန်နေတဲ့စိတ်ကိုပြင်မမယ်ဟုတ်ပြီလားရောသူစားပါမယ်နော်လူကြီးပြောင်းလဲဖို့မလိုပါဘူးရောကငိုရှာပါတယ်အိမ်နေရချော်ရင်အချင်းကုန်သွားမယ်လို့ထင်မိမဲ့ရောငိုတိတ်သွားတော့မင်္ဂလာညအရာတော့မြောက်သွားကြတယ်ဒါမဲ့တမယိုးကြနီးနဲ့ပဲဖြတ်တန်းခဲ့ကြခြင်းဖြစ်ပါတယ်မနှက်ဖြန်ဆိုရင်လူကြီးရဲ့မွေးနေ့ရောက်တော့မယ်ရောကိုအရန်ချစ်ပြီးအရန်လူလိုက်ပြီးတဲ့ရောထက်ရှင်းနေကြည့်တဲ့လူကြီးကရောရဲ့ဘဝဖြစ်ပါတယ်ရောလဲလူကြီးရဲ့တဘာဝလွန်ဆန္ဒကိုဖြည့်ဆည်းပေးဖို့ BDSM ဆိုတာကိုလေ့လာထားဖြစ်တယ်နာကျင်ခြင်းနဲ့ကတာယာမှုရှာတယ်ဆိုတာအပြင်လူတွေအတွက်ထူးဆန်းနိုင်ပေမဲ့လည်း
အဲ့ဒီအတိုင်းဝိုင်းကလူတွေအတွက်ตาရမှုဆိုတော့ရောရဲ့ตาရမှုကလူကြီးနှစ်သက်ရဖြစ်ချင်မိတယ်အဲ့ဒါကြောင့်လေလူကြီးကသူ့ရဲ့စစ်မှန်တဲ့အဖော်လုပ်ပေးဖို့မတောင်းဆိုပေမဲ့လူကြီးအတွက်မွေးနေ့လက်ဆောင်အဖြစ်ရောကစစ်မှန်တဲ့ပါတနာတရားဖြစ်ပေးရမယ်လူကြီးအပြစ်ပေးတာခံရအောင်လေလူကြီးလုံးဝမကြိုက်တဲ့အပြစ်ကိုလုပ်ဖို့တွေးလိုက်ပါတယ်အဲ့ဒါလူကြီးရှိမှရောကိုလိုက်ခဲ့ဘူးတဲ့ကောင်းလေးနဲ့အပြစ်မှာတွေးဖို့ချိန်လိုက်ခြင်းပဲဖြစ်ပါတယ်တန်ရောစင်မင်းဘာချိုးချိုးတာလဲကွာငါ့ကိုပြောစမ်းပါရောဘာလုံးမိလို့လဲလူကြီးရဲ့လူချင်းတွေ့တာအပြစ်လားမင်းကငါမိန်းမနော်အဲ့ဒီကောင်ကမင်းကိုကြိုက်ခဲ့ဘူးတဲ့ကောင်ကွာဘာလဲငါအဖိုးကြီးမလို့မင်းကစိတ်မလာတော့တာလားစိတ်မလာတော့ရင်တောင်ဒီနေ့ငါမွေးနေကွာမင်းနဲ့ရက်ရွှေ့ပြီးမှကမြင့်တင်နေပြီးတော့မင်းကငါကြစ်လို့အလိုလိုက်ထားတာနော်မင်းကငါရဲ့ပါတနာပဲငါစီးကန်းနဲ့မှာငါခွင့်မပြုပဲနဲ့မင်းဘာမှမလုပ်ရအောင်ဆိုတာပါပြီးသားနော်မင်းမေ့နေပြီလားဒါဆိုလဲအပြစ်ပေးလိုက်ပေါ့ပြီးတော့မွေးနေ့ကိတ်ခွဲကြမယ်ပြီးရင်ရောလဲတစ္ဆာဖောက်တာမှမဟုတ်တာဒီတိုင်းရိုးရိုးတသားစကားပြောတာပဲလေအခုချက်ချင်းမင်းတို့ထောက်ဆန်းရောတူးထောက်ရင်နဲ့ခိုးရှိလိုက်မိပါတယ်ရောလူကြီးရဲ့စိတ်ကိုစွာလိုက်နိုင်ပြီလေငါကမင်းရဲ့ပါနဲ့ခင်မမမာစတာဆိုလဲဟုတ်ပါတယ်မင်းကငါတားထားတဲ့ကိစ္စကိုလုပ်တာငါဒီတိုင်းလှုပ်ထားရမှာလားမဟုတ်ပါဘူးဆုံးမပေးပါတခင်မင်းအိတ်ခမ်းထဲကိုလိုက်ခဲ့လမ်းလျှောက်ပြီးမလိုက်နဲ့နော်လေးသက်ကုန်ပြီးလိုက်ခဲ့ပြည်စံသူရောရဲ့အရှိကနေအခန်းထဲကိုဝင်ခဲ့လိုက်တယ်ရောကလေးဘက်ကုန်ပြီးသူ့ရဲ့အနောက်ကလိုက်ဝင်လာတယ်ပြည်စံသူလည်းဒေါသထွက်တဲ့အချိန်နဲ့ရောကိုအပြစ်ပေးလွှမ်းမိုးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူ့ရဲ့အမိန့်တိုင်းရောကလက်ကလေးရှေ့ထုတ်လာတော့ကြိုးသွားယူပြီးလက်နှစ်ဖက်ကိုပူးချလိုက်တယ်လက်ကောင်းဝင်နေရဖြစ်တာကြောင့်တင်းကြည့်မရပေမဲ့အဆင်ပြေအောင်တော့ကြည့်ကြက်ပြီးချီနှောင်လိုက်ရတယ်နောက်ထပ်ကြိုးတစ်ချောင်းကိုယူပြီးအစွန်းတစ်ဖက်ကိုလက်နှစ်ခုကြားကြိုးအလယ်မှာမြင်အောင်လို့ချီနှောင်ကကြံတဲ့အစွန်းတစ်ဖက်ကိုခေါမိုးနာကျိတ်စီကိုပြစ်တင်လိုက်တယ်ကျိန်းမှာကျိတ်ပြီးအပူပြန်ကျလာတဲ့ကြိုးသူခတ်တင်းဆွဲလိုက်တော့ရောကလေထဲကိုမြောက်တက်သွားတယ်ရောခြေထောက်နဲ့ကြမ်းပြင်ကိုတပေစာလောက်လွတ်ထားပြီးသူ့လက်ထဲကကြိုးအစွန်းကိုကရင်ချင်းကတိုင်းမှာမြဲမြံအောင်ချီလိုက်ပါတယ်အဲ့နောက်ကျိန်လုံးသွားယူလိုက်ကရောရဲ့တင်မာလေးပေါ်ကိုကန်လက်ဖြတ်တင်လိုက်တယ်အဲ့နောက်ကျိန်လုံးကိုလေထဲမြောက်ပြီးဖြူပွေးနေတဲ့တင်မာလေးပေါ်ကိုရိုင်းချလိုက်တယ်ရောစီကအတန်ထွက်လာလေသူ့ပိုအားတဲ့ပြီးလွဲရိုက်လေးဖြစ်နေပြီးသူတစ်ချက်ရိုက်လိုက်တိုင်းခန္ဓာကိုယ်လေးတုံသွားတာကိုသဘောကျမိပါတယ်နာလွန်းနာကြောင့်ရောခြေထောက်လေးတွေကုတ်သွားတာကိုတတိထားမိတယ်လို့အော်တဲ့နောက်ပိုင်းအတန်နေရတောင်မသေးကွဲတော့တာကိုလည်းရိပ်မိတယ်သူတတ်မှတ်ချက်အရေးအတွက်ပြေးသွားတယ်လို့ကျိုးတွေပါလှုပ်ရတဲ့အထိခန္ဓာကိုယ်လေးခါရမ်းထွက်သွားတဲ့ပုံစံကြောင့်သူလည်းရက်တက်လိုက်တယ်ကရင်စုံကကျိုးကိုသွားပြလိုက်တော့ခြေထောက်နဲ့ကြမ်းပြင်ပြန်ထိခွင်ရသွားပြီမဲ့ရောကမရက်နိုင်မဲ့ခွေလဲချသွားပါတယ်ဒါမဲ့ချက်ချင်းပြန်ထပြီးဒူးထောက်လိုက်တယ်တောင်းမမာတဲ့တခင်ဒါလောက်နဲ့အပြစ်ကမပြီးသေးဘူးသူရောလက်ကကျိုးကိုဆွဲပြီးရောကိုကရင်နာခေါ်ခဲ့လိုက်တယ်ကရင်မော်တက်သူ့ရဲ့အမိန်တိုင်းရောကရင်မော်တက်တော့သူ့လက်ထဲကကျိုးကရင်ကောင်းရင်မှကြီးလိုက်တယ်သူ့ရဲ့နှိမ့်ဆက်တဲ့နီးလန်းနေပြီးတဲ့အခါမှာတော့လက်မကြီးထားတဲ့ကျိုးကိုလည်းဖြုတ်ပေးလိုက်တယ်ရောရဲ့မျက်လုံးကအဝိမဲစားကိုပါဖြုတ်ပေးလိုက်ပါတယ်မျက်ရည်တွေပေးပွားနေတဲ့ကြားရောလေးကသူ့ကိုရီပြလာသေးတယ် Happy birthday ပါလူကြီးရောယူနေလားဒါအပြစ်ပေးခံနေရတာနော်ရောပြစ်ခဲ့ပြီမလားလူကြီးအခေါ်ဝေါ်လေးပြောင်းယုံလေတံမမပြောယုံနဲ့ငိုပြားတဲ့ရောကအခုဆိုရင်တိတ်ကိုကောင်းတဲ့စစ်မှန်တဲ့ပါတနာတယောက်ဖြစ်လာပြီမလားရောလုံနိုင်သွားပြီနော်ဒါမွေးနေ့လက်ဆောင်ပါလူကြီးရောကလေးပြည်စံသူအခုမှနားလဲသွားတယ်သူထုတ်ထားတဲ့စီကန်းနေရာမှာသူသဝင်တိုးစီပြီးမကြိုက်ဆုံးသောစီကန်းကိုတမင်ဖောက်ပြတာဒီလိုအခြေအနေရောက်အောင်လို့သူ့ကိုစိတ်ဆွပေးလိုက်ခြင်းပဲဖြစ်ပါတယ်ရောအယူမလေးကွာရောမှာပတနာတယောက်ဖြစ်ဖို့အရေးချင်းနေရှိပါပြီလို့ပြောပါတော့လားလူကြီးကကလေးကိုအရန်ချစ်တယ်လေချစ်တဲ့စိတ်နဲ့ပဲတဘာဝလိုနေတဲ့လူကြီးရဲ့ဖြစ်တည်မှုတွေကိုထိန်းချုပ်မှာအဲ့ဒါကြောင့်လက်တွေ့ပြလိုက်တာပါပိုယုံအောင်လို့လေကြည်စံဘယ်ကိစ္စမဆိုအကောင်းဆုံးတိုင်ပင်ပြီးပါလောက်ရမယ်ဆိုတဲ့စီကံအောင်ဖောက်နေပြီကို့အထင်နဲ့ကိုလောက်နေပြီအ
အပြစ်ထပ်ပြီးတော့ပေးရတော့မယ်တင်နဲ့ရောလဲနာကျင်မှုတွေကတာယာမှုကိုရှာတဲ့နေပါပြီအဲ့ဒါကြောင့်ရောစင်ပြပါတယ်ဒါမဲ့ရောဆက်ပြောမယ့်စကားကိုပြည်စံသူအာယုံဆိုင်ပြီးနားထောင်လိုက်တယ်ရောကသူ့ရင်ခွင်နဲ့အတင်းတိုးဝင်လာပြီးသူ့ရဲ့ရင်ဘက်ကိုလက်ချောင်းလေးတွေနဲ့ဖွားဖွားလေးတို့ပြီးကစားနေပါတယ်ပြီးတော့မှငကိုကြားလေတန်းလေးနဲ့လူကြီးကလည်းရောလိမ့်မအောင်နေပါမယ်နော်ပြောပါအောင်ကလေးရဲ့တက်ညာပါလူကြီးရဲ့ပြည်စံသူရောရဲ့မျက်နှာလေးကိုကျင်နာစွာငုံနှံလိုက်တော့တယ်သူ့ရဲ့အမောင်ချမ်းကိုနားလဲပြီးတဲ့သူ့ရဲ့ချစ်စနီးလေးကိုသူတိုးပြီးတော့သာမျက်နှာအချစ်ပို့ရပါတယ်ချစ်ချင်းအပြည့်နဲ့သူ့ရဲ့ပါတနာလေးအတွက်အကောင်းဆုံးမာစတာဖြစ်ဖို့ထာဝရသူစူးစမ်းဖို့လဲဆုံးဖြတ်လိုက်ပါတော့တယ်ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးခဲ့တဲ့အချစ်ဇာတ်လမ်းလေးကတော့တက်ညာပါလူကြီးရဲ့ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ရက်များမှလည်းပရိသတ်များအတွက်ဇာတ်လမ်းကောင်းများစွာကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ပရိသတ်များကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်နော်ဒီနေ့မှနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ကြပါစေရှင်